ကျွန်တော်နာမည်ကဒေါက်တာလျန်ဇခုပေါ့နော်ဇာတိကတော့တွန်းဆောင်မြို့နယ်သွေးမှုရွာကဖြစ်ပါတယ်ကျွန်တော်ပထမဆုံးအလုပ်တာကတော့အထက်တန်းပြဆရာကနေလုပ်တယ်83မှာပေါ့တွန်းဆောင်မှာပဲလုပ်တယ်9နှစ်လုပ်ပြီးမှจิခါမှာအထက်ကဖွင့်တော့จิခါကိုခဏပြောင်းတယ်ပြီးမှအဲ့ဒီ1990ပေါ့မှာကျွန်တော်တောင်ကြီးတက္ကသိုလ်ကိုပြောင်းပါတယ်နီးပြအနေနဲ့ပေါ့နော်ပြောင်းပြီးမှအဲ့ဒီကနေဒီလိုလုပ်ရင်းပုံမှန်ပေါ့နော်ဒီရာထူးဒီတူတက်ခဲ့တယ်တူတက်ပြီးမှဒီမလာခင်ကျွန်တော်ကြောက်စင်မှာ2017မှာပါမောက္ခဌာနမှုရပါတယ်2017မှာပေါ့နော်အဲ့ဒီမှာရပြီးမှ9နှစ်ပြည့်တဲ့အချိန်မှာဒီဘက်ကိုအစိုးရကပေါ့နော်ညွန်ချုပ်ကဓာတ်ရိုက်ကျွန်တော်ကိုခေါ်ပါတယ်ခေါ်ပြီးမှအနီးပြီးတော့ကိုခေါ်တယ်ဝန်ကြီးဒီနဲ့တွေ့ပြီးမှအဲ့မှာအင်တာဗျူးလုပ်တယ်ဟာခါကိုတွားဖို့ပေါ့နော်အဲ့မှာအဲ့ဒါနဲ့ဒီကိုရောက်လာတာလी2018မှာပေါ့နော်အဲ့ဒီမှာကျွန်တော်ကကျွန်တော်အမျိုးသမီးကအခုမန္တလေးတိုင်းပသိမ်ကြီးမြို့နယ်အုံချောမှာအလဲတန်းပြပါကျွန်တော်မှာသားသမီး3ယောက်ရှိတယ်သား2ယောက်သမီး1ယောက်ရှိပါတယ်သားကြီးကတော့ဒီမှာဒီ Mytel မှာ ASM Area Sales Manager လုပ်ပါတယ်ပြီးခဲ့တဲ့မေလမှာသူ့ကိုကျွန်တော်ကမိမယူပေးပါတယ်နော်နောက်တောင်းပေးတယ်နောက်သူ့မိမချွေးမလည်းဒီထူရုပ်ယုံမှာပြီးခဲ့တဲ့တစ်ခေါက်တုန်းကအလုပ်ရတော့ပါတယ်နောက်ကျွန်တော်သားအငယ်ကောင်ကတော့ဘာမှမလုပ်ဘူးကျွန်တော်နဲ့ပဲဒီမှာနေပါတယ်နောက်တမီကကျတော့သူက MRES အောင်ပြီးသားပါသူလည်းကျောင်းဆရာဒီတက္ကသိုလ်ဆရာ2ခါလောက်ဖြည့်တယ်မရဘူးအဲ့ဒါနဲ့သူကျွန်တော်မန်းလေးမှာရှိတဲ့အတင်းတော်မှာပဲအမှုတော်မှာဆက်ကတ်ပါတယ်အဲ့လိုဆိုတော့နောက်တချို့ကကျွန်တော်တို့ဒီဟာခါကောလိပ်ဆိုပြီးမှရောက်လာတဲ့အခါကျတော့တချို့ကကျောင်းအုပ်ကြီးချင်းဆိုပြောတယ်ကျောင်းအုပ်ကြီးလို့ပြောတဲ့အခါကျတော့အခုလေဒီမှာမီတင်းမှာဆိုရင်ကျွန်တော်တို့ကဟိုးနောက်တန်းမှာထိုင်ရတယ်တကယ်တမ်းဆိုရင်ကျွန်တော်တို့ယာထူးကခန့်တာကဒုတိယပါမောက္ခချုပ်ဒုတိယပါမောက္ခချုပ်ကဒုတိယညွန်ကြားရေးမှူးချုပ်နဲ့တန်းတူလာစာလဲတူတယ်ယာထူးလဲတူတာဖြစ်တယ်ဒီပြည်နယ်မှာဆိုရင်အဲ့ဒီယာထူးကကျွန်တော်ရှိမယ်ဒီကအစိုးရရုံးကအတွင်းကြီးမှုเนาะနောက်လွတ်တော်ရုံးကအတွင်းကြီးမှုပေါ့เนาะဒီ3ယောက်ပဲရှိတာအဲ့ဒါဟူးကြောင်တဲမှာတွားထားတယ်အဲ့လိုမျိုးပေါ့အဲ့လိုမျိုးရှိတော့ကျွန်တော်အစည်းအဝေးတစ်ခုမှာတော့ကျွန်တော်ပြောမယ်လို့ခုရာထူးကိုလည်းမသိလို့လားကျောင်းအုပ်ကြီးဆိုတဲ့ခါကျတော့ဒီအခြေခံက10တန်းကျောင်းအုပ်ကြီးလူအဲ့လိုမျိုးထင်လို့ဟိုဘက်ကိုပူထားလာလို့အခုဒီမှာစီတန်းမှာထားတဲ့လူတွေကတချို့ကAD လောက်ပဲရှိတာAD ဆိုတာကကျွန်တော်တို့မှာလက်ထောက်ကတိကအဆင့်ပဲရှိတယ်တချို့ကဦးစီးမှုတွေတောင်ဒီနာမှာတင်နေအဲ့ဒါတွေကကျွန်တော်တို့စီမှာ AL စကီးပဲရှိတာနေအဲ့လိုမျိုးတွေသူတို့ကမတိတာလားအစိုးရလည်းမတိတာလားဒါမှမဟုတ်နောက်ဆုံးမှဖွင့်တဲ့ဌာနတွေကိုနောက်ဆုံးပဲပို့တာလားအဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ဒီဟာခါ college ကဟာခါ university အဆင့်တူမိမယ်ဆိုတဲ့ဥစ္စာတင်ကြရတော့လေဟုတ်ကဲ့အဲ့ဒီကျွန်တော်တို့ရဲ့ဟာခါ college ကနဲ့ဟာခါ university အဆင့်တူမိမဲ့အခြေအနေလေးကိုပြောပြတာအဲ့ဒါကကြတော့ဟောပေါ့အရင်ကျွန်တော်ရောက်ချင်းပြီးခဲ့တဲ့နှစ်ပေါ့နော်ကျွန်တော်ဇွန်လမှာရောက်တာပါဇွန်လမှာရောက်တဲ့အခါဒီကျောင်းသားတွေကဒုတိယနှစ်ပြီးသားလူတွေဖြစ်တယ်အဲ့လိုပြီးသားဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအတွက်ကျွန်တော်ဗာတင်ပေးရလဲဆိုတော့တတိယနှစ်ကိုဒီမှာပဲတင်ဖို့ပေါ့နော်အဲ့ဒါ degree college ဖြစ်တင်ဖို့ကကျွန်တော်ဇူလိုင်လ9ရက်နေ့မှာကျွန်တော်စတင်တယ်အဲ့ဒီ degree college ပေါ့နော်အခု degree college ကသူတို့ cabinet ကလည်းဆုံးဖြတ်ချက်တော့မချသေးလို့နေမှာပေါ့နော်အဲ့ဒါတအားကြာသွားတယ်ကြာရင်ကနေဘယ်လိုဖြစ်လာလဲဆိုတော့ဒုတိယသမရပြီးခဲ့တဲ့အပီလာသူနောက်ဆုံးလာတဲ့တစ်ခေါက်မှာကျွန်တော်သူတို့ convocation မှာဒီမှာကျွန်တော်တို့ကျွန်တော်တို့အစင်မြင့်ကညွန်ချုပ်လဲပါတယ်ဒုတိယသမရ
Henry Van Til လဲပါတာပေါ့နော်အဲ့မှာကျွန်တော်ဗာပြောလဲဆိုတော့ဒီမှာကျွန်တော်ကျောင်းသားတွေကအခုတတိယနှစ်ဖြစ်ပြီအဲ့ဒီကနေနောက်နှစ်ဆိုရင်19-20ပြီးရင်တော့ကျွန်တော်ကျောင်းသားတွေကဆက်ထုတ်ထားနေပြီးတော့မှဖြစ်တဲ့အတွက်ကြောင့်ဒီမှာပဲဘွဲ့နှင်းတပင်လဲလုံနိုင်ဘူးဒီဘွဲ့နှင်းတပင်ကိုဘွဲ့နှင်းတပင်လဲအခုဆောက်လက်စပေါ့နော်အဲ့ဒီဘွဲ့နှင်းတပင်ကိုအခုအပြီးအမြန်ဆောက်ပေးဖို့ကျွန်တော်တောင်းဆိုတယ်နောက်ပြီးတော့နောက်တစ်ခုကပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီကျွန်တော်တို့ဟာခါကောလိပ်ကိုဒီဂရီကောလိပ်မဟုတ်ဘဲနဲ့တခါတည်းပေါ့နော်ကျွန်တော်တို့မြန်မာပြည်မှာလဲဟိုဥပမာတွေ့ရတာတွေရှိပါတယ်တခါတည်းတက်ကတူအဖြစ်ဖွင့်လို့ရတယ်အဲ့ဒါကြောင့်ကျွန်တော်တွားခဲ့တဲ့ပင်လုံဆိုရင်ပထမနေ့ဖွင့်တဲ့ပင်လုံတက်ကတူနောက်ပြီးတော့စကိုင်းဆိုရင်လည်းစကိုင်းတက်ကတူဆိုပြီးပထမနေ့ကနေဖွင့်နေနောက်ကြောက်စဲတို့လည်းရှိတယ်တဲ့အဲ့ဒါကြောင့်ဟိုဒီဥစ္စာလည်းတခါတည်းဒီဂရီကောလိပ်မခံမင်းနဲ့တခါတည်းတက်ကတူဆိုပြီးမှဖွင့်ပေးလို့လည်းရနိုင်ပါတယ်လို့ကျွန်တော်ပြောလိုက်တဲ့အခါကျတော့ဒုတိယသမ္မတကကျွန်တော်တို့ညွန်ချုပ်ကိုမေးတယ်ဒါဆိုရင်အဲ့လိုတခါတည်းလှုပ်လို့မရဘူးလားဆိုအဲ့ခါကျတော့ဟိုညွန်ချုပ်ကဖြီတာကပါလဲဆိုတော့ကျွန်တော်တို့တိုင်းရင်းသားတွေတာတွေကိုတော့ဦးစားပေးလုပ်နေပါတယ်ပေါ့နော်ဆိုတဲ့ခါမှာသူတို့အဲ့ဒါနဲ့ပြန်သွားပါတယ်ကျွန်တော်ဒီဂရီကောလိပ်လည်းရမယ်နဲ့ကိုမရဘူးအခုကသူတို့ cabinet အစည်းအဝေးမှာဆုံးဖြတ်ထားတာဖြစ်ပါတယ်အဲ့ဒါကပြီးခဲ့တဲ့တောက်ကြနေ့မှာကျွန်တော်စီကိုဖုံးလာပါတယ်ဖုံးလာတဲ့ခါကျတော့အာဆာညာနေဆရာတို့ကျောင်းကိုဒီဂရီကောလိပ်ပုံစံနဲ့မဟုတ်တော့ဘဲနဲ့တက်ကတူဖွဲ့စည်းပုံနဲ့ပြန်လဲတင်ပေးပါနော်ဝန်ထမ်းအင်အားစရင်တို့ဆရာမအင်အားစရင်တို့ကျောင်းသားကျောင်းသူအင်အားစရင်ကျောင်းသားကျောင်းသူကတော့ခွင့်ပြုတင်ကြားနိုင်မဲ့ဦးရည်အနေနဲ့ညွန်ချုပ်က9000ဆိုပြီးပြောတယ်ဆိုပြီးမှကျွန်တော်စီဖုံးလာပါတယ်အဲ့ဒီဥစ္စာကတော့အသေးစိတ်ကတော့ကျွန်တော်တို့လည်းအထက်ကိုမတင်ရသေးဘူးဒါပဲကြားထားတာပေါ့နော်ဖုံး message နဲ့ဆိုသူတို့ကတော့အဲ့ဒီတက်ကတူဖွဲ့စည်းပုံမှာလိုအပ်မဲ့အချက်လက်တွေကိုအာဆာညာကဒီနေပြီးတော့အာဆာညာလိုအပ်တဲ့အရာတွေကိုအားလုံးစုစည်းပြီးမှဒီတပတ်အတွင်းမှာကျွန်တော်တို့စီကို email နဲ့ပို့ပေးမယ်အဲ့ဒီပုံစံအတိုင်းကျွန်တော်တို့ကပြန်တင်ပေးရမှာဖြစ်တယ်။နောက်ကျွန်တော်တို့ဟာကာကောလိပ်ပေါ့နော်အခုတော့တက်ကတူနောက်အဲ့ဒီမတိုင်မီကျွန်တော်ဟောပေါ့ဒီကြားမှာပြောချင်တာဒီတက်ကတူဖြစ်ဖို့အရေးကကျွန်တော်တို့အပီလာ4ရက်5ရက်မှာကျွန်တော်တို့ပါလို့လဲဆိုတော့ဒီရန်ကုန်မှာအစည်းအဝေးရှိတယ်အဲ့ဒီမှာကျွန်တော်ဝန်ကြီးနဲ့ဒီမှာညွန်ချုပ်နဲ့ရှိနေတဲ့ချိန်မှာကျွန်တော်တွားတွေ့တဲ့ခါကျတော့ကျွန်တော်တို့ဒီဂရီကောလိပ်ကိုဘယ်လိုလဲဆိုပြီးမှမေးတယ်အဲ့ဒီမှာလဲသူကဘာပြောလဲဆိုတော့ဝန်ကြီးကပညာရေးဝန်ကြီးကလေစိုက်ပေါ်မှာဒီဂရီကောလိပ်ဆိုပြီးပြောင်းတက်မနေနဲ့တော့တဲ့ဟာကတက်ကတူတာပြောင်းတက်ပါဆိုပြီးမှအဲ့ဒီကတည်းကသူနှုတ်အားဖြင့်တော့ဟိုပါပေါ့အရေးအမွတ်ပြောပြီးသားဖြစ်ပါတယ်အဲ့ဒီကနေအခုသူတို့ cabinet အစည်းအဝေးမှာသူတို့ဆုံးဖြတ်ထားတာဖြစ်မယ်နဲ့တူပါတယ်နော်အဲ့ဒါကြောင့်ကျွန်တော်တို့ဟာကကောလိပ်ကအခုတက်ကတူဖြစ်ဖို့ဖြစ်ပါတယ်လို့တက်ကတူဖြစ်ဖို့အတွက်ဒုသမတရောဆရာကြီးရောအများကြီးစူးစမ်းအဲ့ပေါ့ကျွန်တော်တို့မပြောပြဘူးဆိုရင်လေဟိုပါပေါ့ဒုတိယသမတလည်းဒီနီးလမ်းမသိဘူးလေဒီတိုင်းသူအဆညာရဲ့လှုပ်ထုံးလုံးနည်းနဲ့ပဲတွားမှာလေဒီဂရီကောလိပ်ပြီးမှတက်ကတူအဲ့လိုမျိုးဆက်တွားမှာအခုကတော့ဟိုပါဘာဖြစ်ဖြစ်ကျွန်တော်တင်ပြလိုက်တယ်နောက်ပြီးတော့ဒုတိယသမတကလည်းပြန်ဒီပညာရေးအဖွဲ့ကိုတောင်းဆိုလိုက်တဲ့ခါမှာကဲဆိုလုပ်ပေးလိုက်တာပေါ့ကျွန်တော်လည်းယုံကြည်ပါတယ်ဆိုတာကျွန်တော်တို့ဒုတိယသမတကလည်းသူတို့ဒီတမ်းမပြီးခင်ကိုကျွန်တော်တို့စီမှာဖြစ်စေချင်တယ်လေနောက်ပြီးတော့ကျွန်တော်အနေနဲ့ဒီရောက်ပြီးတဲ့ခါမှာမင်းသားတက်ကတူမီရရှိရအတွက်လဲကျွန်တော်တွားရောက်ပါတယ်တွားပြီးမှကိုယ်တိုင်ရှောက်လွန်မှာလက်မထိုးပြီးမှပညာရေးဝန်ကြီးဌာနကိုစားမီလျှောက်တယ်လျှောက်ပြီးမှတို့အခုမင်းသားတက်ကတူလည်းဒီလို comprehensive ပုံစံနဲ့ပညာရေးကောလိပ်ပါမယ်နောက်ဝီဇာတိတ်ပံပါမယ်နောက်ပြီးတော့GTI ပေါ့နော်နေပညာတက်ကတူအဲ့ဒီ3ခုပေါင်းပြီးမှဧက324လားမသိဘူးအဲ့ဒါ325.9ဧကမှာအခု
စလုံနေပြီမြေပြင်ကိုညှိနေပြီပေါ့အဲ့ဒီမြေပြင်လုပ်ငန်းတွေလည်းစလုံနေပြီပေါ့နော်အဲ့ဒါလည်းကျွန်တော်တို့အတွက်ဝမ်းသာစရာပေါ့ကျွန်တော်တို့ဒုတိယသမ္မတကြီးရှိတဲ့ကာလအတွင်းမှာသူလည်းလှုပ်ပေးနိုင်တဲ့ဥစ္စာတွေလှုပ်သွားတာကိုကျွန်တော်တို့သိရတယ်နော်အဲ့ဒီဟိုကေတက်ကတူဖြစ်ဖို့အတွက်ကဘာ quality ရှိဖို့ quality ကတော့လူတိတ်တော့မလူဘူးသူတို့ဟိုပေါ့အဓိကတော့သူနိုင်ငံခြားတွေမှာဆိုရင်တိတ်ကတူအဆင့်ဆိုရင် library မှာစာအုပ်အနည်းဆုံးဘယ်လောက်ရှိရမယ်ဆိုတဲ့ဥစ္စာမူတွေပါရှိတယ်ကျွန်တော်တို့စီမှာတော့အဲ့လောက်ဒီတိတ်မေရတော့တတ်မှတ်ထားပါဘူးသူတို့ပေးခြင်းတဲ့နေရာပေးသွားတာပဲပင်လုံဆိုရင်ဖွင့်လာကြပြီเนาะ2000တုန်းကကျွန်တော်တို့သွားရတယ်စာဖွင့်ခြင်းတုန်းကအခုထိကျောင်းသားကသူကကျွန်တော်တို့ဒီအခုဟာခါမှာ963ယောက်ရှိတယ်သူတို့မှာ master အထိရှိတာကိုအဲ့လောက်ကျောင်းသားမရှိဘူးအဲ့ဒါကိုလည်းတက်ကတူပေးတာပဲလေအဲ့လိုဆိုတော့ကျွန်တော်တို့ကလည်းအဲ့ဒါနဲ့နိုင်ရှင်မယ်ဆိုရင်တော့အခုကျွန်တော်တို့ကျောင်း၄နှစ်အထိဖွင့်ရင်အနည်းဆုံး1000ကျော်တော့ရှိလာမှာဖြစ်တယ်နောက်ပြီးတော့ကျွန်တော်တို့ကန်ကောင်းတာအခုဒီတခြားတက်ကတူဒီမှာမရှိတဲ့ဥပဒေမေကြအခု10တန်းအောင်တဲ့လူဒီစပြီးမှတင်ယူခွင့်ရတော့မှာဒီ19-20မှာဒီတက်ကတူဝင်ခွင့်လမ်းညွှန်မှာကိုပါပြီအဲ့လိုအချာအဲ့ဒီတက်ကတူမှာမေဂျာတည်တည်ပေါ့ဘယ်လိုပါဒီအခုတော့ရှိနေတဲ့ဥစ္စာကဝိဇာမှာကျွန်တော်တို့ဒီမှာလေမြန်မာအင်္ဂလိပ်ပထဝီသမိုင်း၄ခုရှိတယ်နောက်အခုဒီ10တန်းအောင်တဲ့လူတွေကဥပဒေဆိုရင်5ခုဖြစ်လာမယ်နော်နောက်ပြီးတော့ဒီတိတ်ပံမှာတော့အရင်ရှိခဲ့တဲ့အတိုင်းပဲဓာတုယူပသင်္ချာတတ္တယုတ်ခ5မျိုး10မျိုးပေါ့ဒါပေမဲ့အခုတက်ကတူဖြစ်လာရင်ဒီထက်မကပေါ့မေဂျာကအများကြီးတိုးလာမှာဖြစ်တယ်အများကြီးဥပမာ philosophy တို့ဘာတို့ပေါ့နော်အဲ့လိုတိတ်ပံဘက်မှာလည်းဘူမိတို့ဘာတို့တိုးလာနိုင်ပါတယ်နော်အဲ့ဒါသူတို့စစ်တပ်မှာသူဖွဲ့စည်းပုံမှာဘာဒီမေဂျာဒီလုပ်မယ်ဆိုတာအစညကျွန်တော်တို့စီချပေးမှာအဲ့ဒီခါကျရင်ဒီတပတ်တွင်းတော့တည်ရမှာပါနော်အဲ့ခါကျရင်ကျွန်တော်မေးချင်တာဒီအခုတက်ကတူအတစ်ဆိုတော့ဟိုနိပညာတက်ကတူနဲ့ဟာခါတက်ကတူနဲ့ပေါင်းပြီးတော့ဟိုတနေရာမှာဟိုဒီဆောင်မဲ့ဒီစံဖြစ်နေတော့ဟုတ်ပြီအခုကတော့ဆိုရရဲ့ရီမန်းချက်ကပါလဲဆိုတော့သူကဒီတက်ကတူဇုံပေါ့တက်ကတူအားလုံးကိုပေါင်းပြီးမှ comprehensive university ပေါ့နော်အဲ့ဒါထောင်ချင်နေဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့စီမှာလဲအခုကဒီတက်ကတူဝင်ခွင့်လမ်းညွှန်မှာလဲပါပါတယ်ဒီနီးပညာဘာသာရပ်တည်ဖြစ်တယ်เนาะဒီမှာပြောထားပါတယ်ဟာကာကောလိပ်တွင်မြို့ပြအင်ဂျင်နီယာ electronic engineer လျှပ်စစ်စွမ်းအင် engineer စက်မှု engineer ဘာသာရပ်များသင်ကြားမည်ဖြစ်ပါသည်ဆိုပြီးမှเนาะဒီ TU ပေါ့နီးပညာတက်ကတူရဲ့ဘာသာရပ်၄ခုကိုသင်ကြားပေးမှာဖြစ်တယ်တဘာသာကို30လူ30လက်ခံမှာဖြစ်တယ်အားလုံးဆိုရင်120ပေါ့120လက်ခံမှာဖြစ်တယ်သူရှောက်နိုင်တဲ့10တန်းအမှတ်ကတော့ဗာလဲဆိုရင်380နဲ့အထက်ရတဲ့လူကရှောက်နိုင်မှာဖြစ်တယ်နော်အခုလေးရှောက်ရပြီအခုဒီအောင်တဲ့လူဒီနဲ့အောင်တဲ့လူရှောက်လို့ရပြီဘေးတီအခုဖွင့်ပြီဆိုတော့ဘေးကနေဖွင့်ပြီးတော့ဘေးတီတယ်မဟုတ်ဘူးအခုကဒီတက်ကတူဝင်ခွင့်လမ်းညွှန်ကပြီးခဲ့တဲ့လ29ကနေဒီလ23ရက်နေ့အထိအဲ့ဒီဥစ္စာရှောက်ရမှာဟာကာကောလိပ်မှာပဲလာတင်ရမှာအကုန်လုံးပေါ့နီးပညာတို့ဘာတို့သူတင်ချင်တဲ့ဥစ္စာတွေကျွန်တော်တို့အကြောင်းကိုလာတင်ပြီးမှကျွန်တော်အားလုံးစုစည်းပြီးမှကျွန်တော်တို့တက်ဆိုင်ရဦးပြန်ပြီးပို့ပေးမှာဖြစ်တယ်ဆိုဒီလ23အထိပဲဟုတ်တယ်အဲ့ဒီထက်နောက်ကျတဲ့လူကတော့သူ့ဟာသူဒီရန်ကုန်မှာရှိတဲ့တထုံလမ်းမှာရှိတဲ့ဒီတက်ကတူဝင်ခွင့်ရွေးချယ်ရေးအဖွဲ့ကိုတိုက်ရိုက်သူကအချိန်ကျွန်တော်တို့ကန့်တက်တဲ့အချိန်မှာမအနိုင်ဘူးဆိုရင်သူ့ဟာသူအဲ့ဒီကိုတိုက်ရိုက်ပို့ရမှာဖြစ်တယ်ပြီးအခုကျွန်တော်တို့ရဲ့ဟိုအရင်ကတော့3နှစ်တင်တာဟိုcollege မှာတော့2နှစ် college မှာ2နှစ် degree college ဆိုရင်4နှစ်ပြီးမဲ့သူကဘွဲ့နင်းလို့မရဘူးတက်ကတူဆိုရင်တော့သူက4နှစ်ပြီးတာနဲ့ဘွဲ့နင်းလို့ရမှာဖြစ်တယ်အဲ့လိုတက်ကတူကြတော့ကိုယ့်ကိုဘွဲ့နင်းရတယ် degree college ဆိုရင်တော့အခုကျွန်တော်တို့ကကလေးနဲ့တွဲဖက်ထားတာဖြစ်တယ်ကလေးနဲ့တွဲဖက်ထားတာဖြစ်တဲ့အတွက်ကြောင့်ကလေးတက်ကတူမှာတွားပြီးမှဘွဲ့ယူရမှာ
ဆိုတော့ဟာခါ college မှာလူတရားနှစ်ပြီးတဲ့လူတွေကတော့အလူလေးဒီဟာခါ university မှာ အခုဆက်တက်တယ်အခုလည်းအခုတန်းဆက်တက်နေတယ်တတိယနှစ်တက်နေတယ်အခုတက်နေတယ်နောက်အခုပြီးသွားလို့သူတို့အောင်သွားမယ်ဆိုရင်စထုထနှစ်လည်းဒီမှာပဲတက်ပြီးတာနဲ့အခုတက်ကတူဖြစ်တာနဲ့အကိုက်ပေါ့ဟိုဘွိတ်လဲဒီမှာနင်းလို့ရမှာဖြစ်တယ် GTI ဒီလေကလေးစင်းဆရာမလို့တော့ဝင်တယ် GTI ကကြတော့ဘယ်လိုပြောမလဲဆိုရင် GTI ကကြတော့သူက3နှစ်ပြီးမှဒီဘက်ပြောင်းတာဒီဘက်ကဥစ္စာကြတော့ခုမှပထမနှစ်ပဲရှိသေးတဲ့အတွက်ကြောင့်သူတို့ကတတိယနှစ်ကိုကိုးရမှာလေဆိုတာဖြစ်တဲ့အတွက်ကြောင့်ဒီဥစ္စာကပထမနှစ်ပဲရှိသေးတယ်ဒီဥစ္စာဒုတိယနှစ်တတိယနှစ်ရှိတဲ့အခါကြမှာကိုးလို့ရမယ်အဲ့ဒီမတိုင်ခင်တော့ကလေးနီးပညာတက်ကတူပဲသူတွေဒီက GTI က qualify ဖြစ်တဲ့လူတွေကတော့တွားရမှာပေါ့နော်အဲ့ဒီကျွန်တော်တို့ရဲ့အခုအချင်းကြီးပေါ့နော်ဟာခါ college မှာကျွန်တော်ချင်းတွေများကြီးရောတက်မယ်လို့ထင်ရတယ်ဟိုတက်ကတူကျောင်းသားတွေရဲ့အရေးချင်းဒီကျွန်တော်တို့ရဲ့သူတို့ရဲ့ဒီဘာသာသူတို့ယူတဲ့ဘာသာ subject တိုင်းမှာပေါ့နော်ဟိုခုံထူတိုင်းပဲဖြစ်ဟိုတော်ရဲမတော်ရဲသူတို့အချင်းကြီးဘယ်လိုသုံးသက်လဲပေါ့ဟိုအရင်ကဆရာကြီးကတော့ပြက်မှနေတာများမယ်ပေါ့မီပြက်မှာပဲနေတာကျွန်တော်ချင်းနေထားမှာဟိုဘလောက်တူးတက်ဖို့လူသေးတယ်လေမဆူဘူးလို့ပြောရမလားအတိကတော့ကျွန်တော်ဟိုပေါ့အခုနိုင်ငံတော်လည်းဟိုလုံနေတော့ကျွန်တော်ကတော့ပါလဲဆိုရင်ကျွန်တော်ဒီမှာရောက်ချင်းကျွန်တော်ညွန်ကြားမှုချုပ်နေတွေ့တဲ့အခါမှာကျောင်းဆရာတွေကိုတက်ကတူဆရာတွေကိုဒီဟာခါမှာကျတော့သူကတစ်နှစ်ပဲတတ်မှတ်တယ်တစ်နှစ်လို့တတ်မှတ်တဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့ဒီသူကပမာပြဆရာလာတယ်ဒီကကျွန်တော်တို့ဆရာကလေးတွေနဲ့ကျွန်တော်တို့ချင်းလီယူလီသိန်းနဲ့ဟိုပမာလီယူလီသိန်းနဲ့အစင်ပြေခါနီးပြီတစ်နှစ်နော်စာတင်တာလည်းအစင်ပြေပြီအဲ့ဒီအချိန်မှာဒီဆရာပြောင်းသွားတယ်နောက်ဆရာတစ်တယောက်ရောက်လာတယ်နောက်တင်ကြားကြီးမှာလည်းဟိုပေါ့ဟိုအဆက်မရှိတယ်လို့ပေါ့နော်ဆရာတယောက်ရဲ့အာဘော်ကနေတခြားတယောက်ရဲ့အာဘော်လုတ်တဲ့အခါကျတော့ကျောင်းသားတို့လည်းတိတ်မကောင်းဘူးမကောင်းဘူးဒါဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဘာပြောလဲဆိုတော့ညွန်ချုပ်ကိုဆရာကြီးလို့ညွန်ချုပ်လို့ကျွန်တော်တို့ဟာကားတို့တကယ်ကျွန်တော်တို့တိုင်းရင်းသားတွေကိုချစ်တယ်ဆိုရင်တော့အ ਨੇ ဆုံးဆရာတယောက်ကို3နှစ်လောက်ထားပေးရင်တော့အဆင်ပြေမယ်လို့ကျွန်တော်ပြောလိုက်တာပေါ့ပြောလိုက်တဲ့အခါကျတော့သူကဘာပြောလဲဆိုရင်လူမှုရေးဝန်ကြီးနဲ့ဒီပြည်နယ်ဝန်ကြီးချုပ်ကိုပြောပြီးမှသူတို့ကနေတစ်ဆင့်ပညာရေးဝန်ကြီးကိုပြောခိုင်းလိုက်ဆိုအဲ့ခါကျတော့ကျွန်တော်ပြောပါတယ်အဲ့လိုမျိုးနော်အဲ့ဒါဆိုတော့သူတို့ကလေအဲ့ဒီဝန်ထမ်းနေအခုကျွန်တော်တို့စီမှာဖြစ်နေတာကဒီပညာရေးတစ်ခုတည်းမဟုတ်ဘူးဝန်ထမ်းတော်တော်များဒီဆေးရုံဆိုရင်လည်းဒီတိုင်းပဲတစ်နှစ်ပဲနေရတဲ့အတွက်ကြောင့်ဒီပါရဂူတယောက်တကယ်လဲတော်တဲ့လူတယောက်ရောက်လာတယ်ဒီလူကတစ်နှစ်ပြည့်ရင်ပြောင်းသွားပြီเนาะသူကတခါလေးဒီမှာအချိန်ပြည့်နေတာထက်တူမှာစီဝေးသွားလိုက်ပါလိုက်နေကိုသူဒီမှာတကယ်ကိုပေးတဲ့အချိန်ကတိတ်မရှိဘူးအဲ့ဒါကြောင့်ကျွန်တော်တော့ဒီအဓိကအချီခံဖြစ်တဲ့ပညာရေးကျမ်းမာရေးတော့ကဝန်ထမ်းနေတော့3နှစ်လောက်ထားစီခြင်းလားအဲ့ဒါကြောင့်ကျွန်တော်တင်ပြလိုက်တာကျွန်တော်ဆိုတဲ့ဟာကအစိုးရရဲ့ပြောဟာလားအစိုးရရဲ့မူသူကမူကျွန်တော်တို့ရှားပါတဲ့ဒီတဆူပြီးမှသူကအဲ့လိုကျွန်တော်တို့တက်ကတူဝင်ကြရပဲဒီလိုကျိုင်းတုံတို့ဝေးတဲ့နေရာတွေပေါ့မြချီနာလိုဟာမျိုးစစ်တွေလိုဟာမျိုးပေါ့နော်ပင်လုံလိုဟာမျိုးအခုဟာခါပေါ့နော်ကလေးလိုဟာမျိုးကတစ်နှစ်ပဲတတ်မှတ်တယ်အဲ့ဒီကိုပြောင်းသွားတယ်အဆင်ပြေတဲ့လူကတော့သူ့ဟာသူဆက်နေတယ်ဒေတာခန့်ဆိုရင်လည်းတချို့လည်းဆက်နေတယ်ဒါပေမဲ့တချို့ဒေတာခန့်ဆိုပြီးမဲ့ဒီကျောင်းသားနေတဲ့အခါကျတော့တချို့ကလုပ်ငန်းတဘောရလဲအဆင်မပြေဘူးပေါ့နော်ဘာပဲလုပ်လို့လူကြီးများမှအဆင်ပြေတယ်လေဟုတ်တယ်မလားစီပွားရေးပဲလုပ်လို့ဟိုပညာရေးပဲလုပ်လို့ဟိုလူများမှကြိုက်တာဟုတ်ဆိုတော့တချို့ကမနေနိုင်ဘူးအဲ့လိုမျိုးကြောင့်ကျွန်တော်ကတော့ဘာဖြစ်မိုးတစ်ခုချပေးတိုင်းရင်းသားတွေတောက်တကယ်ချစ်တယ်ခင်တယ်တူးတက်စီချင်းနေဆိုရင်တော့ဒီပညာရေးနဲ့ကျမ်းမာရေးမှာဘူးအနည်းဆုံး3နှစ်ထားပေးရင်တော့ကောင်းမယ်ဆိုကျွန်တော်တင်ပြတယ်နော်အဲ့ဒါကျွန်တော်ရဲ့ဒီတာတွက်လည်းဖြစ်တယ်ကျွန်တော်တို့ရဲ့ချင်းတကယ်
ကျွန်တော်တို့ဒီတတစ်ခုတင်မဟုတ်တခြားတရင်တဒီတာတွေပါသူတက်စီချင်းအဲ့ဒါကိုကျွန်တော်တောင်းဆိုတာ ကျောင်းသားတွေရဲ့ပညာရေးစင်တာ ပြင်းကျောင်းသားတွေရဲ့ပညာရေးချင်းလဲပဲပါဖြစ်လဲဆိုတဲ့ခါကျတော့ဟိုကျွန်တော်အမှန်တိုင်းပြောမယ်ဆိုဟိုရှန်ကုန်မန္တလေးမှာတက်တလောက်တော့ကလေးတွေရဲ့ဟိုပေါ့စာအားဖြင့်တော့ရကောင်းရနိုင်တယ်ဒါပေမဲ့အကြအမြင်ဘ ഹു တုတာအဲ့ဒါတော်တော်လေးလို့တယ်အဲ့ဒါကြတော့ကျွန်တော်တို့နည်းနည်းဟိုပေါ့အမှန်တကယ်စာကြည့်တိုက်တွေရှိလားအဲ့ဒီ စာကြည့်တိုက်လည်းရှိပါတယ်စာကြည့်တိုက်လည်းရှိပါတယ်ဒါပေမဲ့အခုလောလောဆယ်တီထောင်ခါစားတဲ့ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်တို့ကဘာလုပ်နေလဲဆိုရင်ဒီစာကြည့်တိုက်ကတော့တီးတန့်အဆောက်အဦအနေနဲ့အခုမရှိနိုင်သေးဘူးအခန်းတစ်ခန်းမှာပဲကျွန်တော်တို့လုပ်တယ်အဲ့ဒီမှာစာကြည့်တိုက်လုပ်တယ်အခုဒီဘတ်ဂျက်ကြားပေါ့နော်ဘန်ဒါရင်းနေမှာတော့ပေ30 90နှစ်ထပ်စာကြည့်တိုက်အတွက်အဆောက်အဦရပါတယ်စောင့်နေရင်တန်လန်းပေါ့နော်ဒုတိယထပ်ထိတော့တက်နေပါပြီအဲ့ဒီ multimedia ဘိုင်းတွေရောဒီကွန်ပျူတာနည်းပညာနဲ့ပေါ့နော်ဟို multi lab ပေါ့အဲ့ဒီကျောင်းသားတွေအတွက်ဘယ်လောက်ရှိအဲ့ဒါဒီကမရှိသေးဘူးအမှန်တိုင်းပြောမယ်ဆိုရင်ကျွန်တော်မလာခင်ဝန်ကြီးလာတော့ကသူတို့ရုံးအဖွဲ့ကပြောပါတယ်ဝန်ကြီးကဟိုကွန်ပျူတာလုံး50လုံးပေးမယ်အလုံး20ကိုဒီ monthly အစမြင့်မှာထုတ်နောက်ဥစ္စာနောက်30ကျော်ကိုအောက်မှာထုတ်ဆိုပြီးမှလုပ်တယ်အဲ့ခါကျတော့ကျွန်တော်ဝန်ထမ်းနေသွားတဲ့ခါမှာဒါဆိုဝန်ကြီးလာတော့ညွန်ကြားချက်တိုင်းကွန်ပျူတာတွေရှိလားဆိုမရှိဘူးအခုထိမရဘူးဆိုကျွန်တော်တို့မှာဌာနဒီ3ဘူးဟွာပေါ့ကွန်ပျူတာလောက်ပဲရှိတယ်ဒီလို multimedia room ပေါ့နော်ကျွန်တော် language lab တော့နော်ဒီအဲ့ဒီမှာဟိုပေါ့ဒီ computer training အတွက်ကိုတည်တံ့ထားနိုင်မဲ့ computer တွေမရှိသေးဘူးဒါဆိုရင်ရောဒီခုကလေ chemistry physics ဒီဖွဲ့တွေလေကျောင်းသားတွေလည်းရှိနေတော့ဟို laboratory ပေါ့နော်အကွေခိုင်းနေရောတော့ PC ဆိုကလေးသူတို့ကတော့ဟိုရှိတဲ့တလောက်တော့ရှိပါတယ်ကျွန်တော်တို့ဟိုဝယ်ယူတနစ်မှာသူတို့ကဝယ်ယူလို့ရတဲ့ဥစ္စာတွေရှိတယ်အဲ့ဒီဥစ္စာတွေကိုသူတို့ဌာနနေတင်လာတယ်ပြီးတော့ကျွန်တော်တို့အာဆာညာကိုတင်တယ်အဲ့ဒီ budget နဲ့သူတို့ပြန်ချပြီးမှဟိုဝယ်တဲ့ဥစ္စာတွေရှိပါတယ်ဟုတ်လားဟိုဆက်စီတို့ရဲ့ဟိုသူဟာခါ college ရဲ့သူတက်ကတူဖြစ်လာတော့မှာဆိုတော့တက်ကတူရဲ့ဒီပြင်က NGO ဒီ INGO ဒီပေါ့နော်ဒီပညာပိုင်းဆိုင်ရာဒီဟောပြောပွဲရောဟိုအဲ့လိုမျိုးတင်ထုတ်ကူပစ္စည်းတွေရောအဲ့လိုမျိုးလာပေးမယ်တူလောက်မယ်ဆိုတာတွေရောတိုက်ရိုက်လောက်ပိုင်ခွင့်ရှိလားတိုက်ရိုက်ကတော့မပြောတတ်ဘူးကျွန်တော်ကြားတယ်လို့ကျွန်တော်ရောက်ကြတဲ့ဒီ CCU ကလေသူတို့ကွန်ပျူတာအလုံး900လောက်ကိုနိုင်ငံခြားကျွန်တော်တို့ဟိုဝါဒီကပေးချင်တယ်အခုအဲ့ဓာတွေကမရောက်လာသေးဘူးရောက်လာရင်တော့သူတို့လည်းဥပမာလုံး90လောက်ဒီဟာကာကိုသူတို့အဲ့လိုရှိဟာကာမှာရှိတဲ့ကြောင်းတွေဖြန့်ချင်တယ်လို့ပြောတော့အခုထိအဲ့ဓာလဲဘာဒီကြံ့ကြာနေလဲအစိုးရနဲ့ဒီအဲ့ဒီ NGO ဒီကြားမှာပေါ့နော်တပါလူလဲတော့မသိဘူးအခုလောလောဆယ်ကျွန်တော်တို့ဒီကြောင်းအတွက်ကျွန်တော်ရောက်လာတဲ့အခါမှာကျွန်တော်အင်္ဂလိပ်စာကိုသင်ဟောပေါ့အထူးကျွန်တော်တို့အင်္ဂလိပ်စာတွေကညံ့လာတာเนาะလေ့လာတဲ့လူကတော့တတ်တယ်မလေ့လာတဲ့လူကဒီတိုင်းနေတဲ့လူကတော်တော်ညံ့လာတဲ့အတွက်ကြောင့်ဒီအင်္ဂလိပ်စာကိုအထူးသင်ပေးဖို့ဆိုပြီးမှကျွန်တော်ကြိုးစားခဲ့ပါတယ်အခုလည်းကျွန်တော်တို့ဒီ BACI လေတည်တယ်เนาะ American ကနေ Burma American Community Institute ကကျွန်တော်တို့BACI ကနေဟိုအင်္ဂလိပ်ဆရာမ2ယောက်လာတယ်အခုသင်နေတော့ဖြစ်တယ်ဒီတောက်ကြနေ့မှာသင်တန်းဆင်ပွဲအင်္ဂလိပ်မှာ1ယောက်နဲ့ချင်းမှာ1ယောက် Sweden တရားပါတယ်နောက်ဟိုအင်္ဂလိပ်မှာတော့ဆရာမအေမီပေါ့သူတို့အဲ့ဒီဆရာမအေမီကတော့သူကဒီလိုသင်ကြားရဲ့အတွေ့အကြုံကတော့အနည်း20ရှိပြီတယ်ဆိုအဲ့ဒါနဲ့သူတို့2ယောက်လာတယ်အဲ့ဒါကိုကျွန်တော်ကြောင်းထဲမှာထားပြီးမှသူတို့ကတချင်တဲ့လူတွေတင်ပါဆိုပြီးမှ
ပထမစည်ရင်อยู่တော့နေရာ60ကျော်လောက်ရတယ်အခုတကယ်တမ်းတက်တာ30ကျော်လောက်ပဲရှိတယ်အဲ့လိုဖြစ်နေတာလေကျွန်တော်တို့အခါချင်းဝင်အခါချင်းဝင်ရမပေးရဘူးမပေးရဘူးကားစုပမဲအလကားဖြစ်နေတာကျောင်းပြင်ပါလားကျောင်းချိန်ပြင်ပမှာပဲကျွန်တော်တို့3နာရီခွဲကနေ9နာရီပဲတင်ပေးတာဟုတ်လားမဟုတ်ရင်လည်းမရဘူးလေနော်ဒါပေမဲ့သူတို့အားတဲ့အချိန်မှာဒီဆိုရင်တော့ကျောင်းရဲ့အကျိုးအတွက်တော့အဲ့လိုမျိုးလာကမ်းထမ်းတဲ့လူရှင်တော့လက်ခံအဲ့ဒါသူတို့ကလက်ခံရတဲ့အကြောင်းရင်းကလည်းဒီပညာရေးဝန်ကြီးအမေရိကန်ရောက်တဲ့အချိန်မှာသူတို့အဲ့ဒီ BSCI နဲ့ MOU ထူထားလို့ဟုတ်တယ် MOU ထူထားပြီးသားမလို့ဟုတ်တယ်အဲ့ဒါကြောင့်သူတို့စီကနေတက်ဆင့်လာရင်တော့ဥပမာစာအုပ်စာပေတွေလည်းတစ်ခါတည်းလူလို့ရမှာပေါ့အဲ့လိုမျိုးရနိုင်တယ်နောက်တခြားကျောင်းရာတွေလည်းပံ့ပိုးပေးမယ်ဆိုရင်တော့ကျွန်တော်တို့ဟိုပေါ့နော်လက်ခံပါတယ်အဲ့လိုအဲ့ဒီကျောင်းတွင်းမှာရောဒီဟိုကလေးတို့ရန်ကုန်ဘက်မှာတော့ကျောင်းသားသမဂ္ဂတွေကျောင်းသားသမဂ္ဂလည်းရှိပါတယ်ဟာခါမှာဘလူနဲ့ဖွဲ့စည်းပြီးတော့ဒီဆရာကြီးတို့ဘက်ကရောအဲ့ဒီလှောက်ရှားမှုမှာဆရာကြီးရောပါသလားသူကဆရာသမဂ္ဂတတ်ရှိတယ်ဟုတ်ကျောင်းသားသမဂ္ဂတတ်ရှိတယ်အဲ့ဒါဒီအားလုံးကိုဟိုပေါ့ကျွန်တော်တို့အတိအမှတ်ပြုပါတယ်အတိအမှတ်ပြုပြီးမှဟိုလုပ်ပေးတယ်ဘယ်လိုပြောမလဲဒီဖွဲ့စည်းခွင့်ပြုတယ်လှုပ်ရှားခွင့်လည်းပေးပါတယ်အဲ့လိုအခုတလို့ရဲ့အကြောင်းရဲ့အခြေအနေပေါ့နော်ဟိုဒါလူအပ်သေးတယ်အဲ့ဒါတော့ကျွန်တော်တို့ရန်စင်ကုန်မှုတွေဖြစ်နေပေါ့လိုအပ်တာကတော့ကျွန်တော်တို့ကအခုမှထူထောင်ခါစဖြစ်တယ်အထူးသဖြင့်အခုဆိုရင်ဟိုဘာအခက်အခဲရှိနေလဲဆိုတော့စီပင်ကရီမပေးနိုင်တော့ရီဒုက္ခရောက်တယ်ဘောနော်အဲ့လိုမျိုးစီရီခုနစုတက်ဟိုဝင်ကြီးစုတက်ပြောတဲ့ဟာဟောဟာကာကောလိစ်လေးပေးနေပါပေးတယ်ပေးပြီးမဲ့အခုကသူတို့ခုနပြောတဲ့အတိုင်းဟိုဆက်ကပြက်လိုက်မြေကပြက်လိုက်ဆိုသူတို့ကဟိုကမတင်နိုင်ဘူးတနည်းကဘယ်လောက်တင်နိုင်နေဆိုပြီးမဲ့မတင်နိုင်ဘူးအခုပြီးခဲ့တဲ့အပတ်ကတည်းကဆိုရင်အခုကတပတ်လောက်ရှိတော့နောက်မနေ့ဖန်ဆိုရင်တပတ်ကြည့်တော့မှာကျွန်တော်တို့စီကိုမပေးနိုင်ဘူးဒါဘလူနဲ့ရုံကန်နေကြတယ်အခုကတော့အဲ့ဒီကျွန်တော်တို့စမ်းရည်တွင်းကိုဒီပိုက်တိတိလေးကနေတွေ့တာရှိတယ်အဲ့ဒါလေးကိုမျှပြီးမှတုံခိုင်းတာအခုမိုးလဲရွာထားတဲ့ခါကျတော့မိုးကြီးတယောက်ကနေပေါ့နော်အဲ့လိုမျိုးဒီလဲတုံကြတာပေါ့အဲ့လိုဟိုကျွန်တော်ရဲ့တက်ကတူဖြစ်လာတော့မှာဆိုတော့ကျောင်းရဲ့ canteen ရဲ့ဟိုအခြေအနေဒီပေါ့နော် canteen လည်းရှိပါတယ်ရောင်းနေတဲ့ဟိုစားလေးတွေကျမရေးလေးမှုတွေပေါ့ပြင်းနေထလှပပလေးဟွာလေးဖြစ်အောင်ဘလူနဲ့လုပ်နေရတယ်ခုကျောင်းရဲ့ canteen ကတော့ကျွန်တော်တို့ဟိုပေါ့တင်တာခေါ်ပါတယ်ကျွန်တော်တို့တိုက်နဲ့စောက်ထားတဲ့အခန်းကအဆောင်နှစ်ဆောင်တစ်ဆောင်မှာ3ခန်းရှိပါတယ်အဲ့ဒီမှာဟိုတင်တာနဲ့ဆွဲခိုင်းပြီးမှအခုသူတို့တချို့လဲရောင်းတယ်တချို့လဲမရောင်းနိုင်သေးဘူးအဲ့လိုပဲသူတို့တနည်းတော့ပြည်တော့မှာဘောနော်ပြည်ခဲ့တဲ့ဒီဇင်ဘာလကနေစတာဆိုတော့အဲ့ဒီအဲ့ဒါရှိမယ်နောက်ပြီးတော့ဟိုအစားတောက်လဲပေါ့စီးနှုံးဒီတက်မှတ်ပြီးမှဟိုသူတို့ရောင်းခိုင်းတာပေါ့နော်အဲ့လိုမျိုးမကြဒီဆိုင်ခန်းကော်မတီကလည်းဟိုလိုအပ်တာများကိုမှာကြားတာတော့ညွန်ကြားတာတော့เนาะစစ်ဆေးတာတော့လုပ်ပါတယ်အဲ့ဒီခုနစကားမစပေါ့မင်းတကိစ္စနဲ့နေချင်တယ်ဟိုဟာခါကောပြီးဟိုခုတက်ကတူချေမဲ့ဆောက်နေဟာဘယ်တော့ပြီးမလဲမင်းတောင်ဘယ်တော့ပြီးမလဲမင်းတက်ကကြတော့အခုလောလောဆယ်မပြီးနိုင်သေးဘူးတင်တယ်အခုမှဆောက်လုပ်ပြီးဒီလုပ်နေတာဆိုတော့အလုံးစုံအ ਨੇ ဆုံးဟိုပေါ့ဟိုဖွင့်နိုင်ရင်2021ကြမှာဖွင့်နိုင်မယ်ထင်တယ်ကျွန်တော်ထင်တာကိုပြောတာเนาะအခုဘာမှမစသေးဘူးလေအဆောက်အဦတွေအ ਨੇ ဆုံးစာတင်ဆောင်နှစ်ဆောင်ဆရာများအတွက်နေလေးတွေပါလေးတွေလုပ်ပြီးမှရပါလေเนาะအဲ့ဒါကြောင့်သူတို့ချင်းပေးတဲ့အတွက်ရန်သူတို့အတွက်ကတော့ဟိုတခါတွားတော့ညွန်ချုပ်ကတမ်ဟိုပေါ့ဘတ်ဂျက်ချထားတာက3.2 billion ချထားတယ်လို့ပြောတယ်3.2အခါကတော့သူကဒီတိုင်းပဲသူကသူဘတ်ဂျက်ရလိုက်သူချပေးတဲ့ဥစ္စာရှိတယ်အခုလောလောဆယ်ကျွန်တော်တို့စောင့်နေတဲ့ဥစ္စာကဒီတီယူအတွက်ဟိုစာတင်ဆောင်နှစ်ထပ်စာတင်ဆောင်တစ်ဆောင်เนาะဒီအခုလည်းပြီးခါနေပါပြီနောက်ပြီးတော့ကျောင်းသားကျောင်းသူအိတ်ဆောင်တစ်ဆောင်နောက်ပြီးတော့ဒီဝန်ထမ်းအင်ရနဲ့
၄ခန်းသွဲ2ထပ်တစ်ဆောင်ရယ်6ခန်းသွဲတစ်ထပ်တစ်ဆောင်ရယ်ဆိုအဲ့ဒါတီယူအတွက်နေပညာတက္ကသိုလ်အတွက်စောင့်နေတာပေါ့နော်ပြီးခါနေပါပြီအဲ့ဒါတွေအားလုံးနောက်ပြီးတော့ကျွန်တော်ဟာကာကောလိပ်မှာကျတော့ဘွဲ့နင်းတပင်2ထပ်ပေါ့နော်အဲ့ဒါခံမရှိမယ်နောက်ပြီးတော့3ထပ်စာတင်ဆောင်ရှိမယ်နောက်ပြီးတော့2ထပ်စာကြည့်တိုက်ရှိမယ်နောက်ပြီးတော့160ဆန့်ကျောင်းသားကျောင်းသူအိတ်ဆောင်တစ်ဆောင်ရှိမယ်နောက်နှခမ်းသွဲ2ထပ်ဝန်ထမ်းအင်ညာရှိတယ်ဆိုအဲ့ဒီလူပေါ့နော်နေ့တိုင်းသူကတော့ဒီဥစ္စာတွေပြီးရင်နောက်ဘယ်လိုအဆင့်နဲ့ပြန်ပေးတာပါအဲ့တော့ခုကျောင်းမှာနေတဲ့တက္ကသိုလ်အဆောင်မှာနေတဲ့တက္ကသိုလ်တွေရောဟိုသူတို့ရဲ့စာရေးတောက်ရေးဘယ်လိုလဲစာရေးတောက်ရေးကိုတင်တာခေါ်တယ်တင်တာခေါ်ပြီးမှဒီကဟင်တရာကရတယ်ဟင်တရာကနေလာကျွေးတယ်ပြီးရင်သူ့ပကနေပြန်သိမ်းတယ်နောက်ညနေလာကျွေးတယ်ပြန်သိမ်းတယ်စင်ပြေပါလေဟောပေါ့ဟိုးအရင်ကျွန်တော်မရောက်ခင်တုန်းကတော့သူကတလကို6000နဲ့ကျွေးပါတယ်ဒေါက်တာအေးငွန်လုံးကပေါ့နော်6000နဲ့ကျွေးတယ်တပတ်ကိုအသား6ခါပဲကျွေးတယ်အခုတော့ကျွန်တော်ဟိုတင်တာဆွဲတဲ့ခါကျတော့ဒီနေ့တိုင်းအသားရယ်အရန်ဟင်းတစ်ခွက်ရယ်ဟင်းကြီးရယ်ငပိတုတ်စရာရယ်ပေါ့နော်အဲ့ဒါနဲ့လုပ်ပြီးမှဟိုဟာလဲဈေးနှုန်းလဲကျွန်တော်အတက်နိုင်ဆုံးရှော့တယ်ဟိုပါပေါ့9400နဲ့လုပ်ပါတယ်ကလေးလေးနဲ့စာရတောက်ရတာတော့အဆင်ပြေပါတယ်အဆောင်တွေ့ရောစာခါတွေ့ရောလားခင်ဗျာတမင်စာသက်သက်ပေါ့နော်အဆောင်မှာနေတဲ့လူအတွက်ဟုတ်အဆောင်တွေ့ရောဆိုတော့ပေးလားဘယ်လိုအဆောင်တက္ကသိုလ်ဆောင်တက္ကသိုလ်ဆောင်အတွက်လေတက္ကသိုလ်အဆောင်အတွက်ပဲဒီအဆောင်မှာနေတဲ့ကျောင်းသားကျောင်းသူတွေကအဲ့ဒီပိုက်ဆံကောက်တယ်ပြီးရင်အဲ့ဒီမှာအဆောင်မိုးလုပ်တဲ့လူနဲ့အဆောင်နီးပြလုပ်တဲ့လူအတွက်တော့အလကားပေးတယ်အဲ့လိုနော်အခုကကျွန်တော်ပြောချင်တာအဆောင်မှာနေအဆောင်နေခက9000ကောက်တယ်9000အဆောင်ကတော့ဒီ9000အစားတောက်စရိတ်ရတော့9400တရက်ကို1800ပေါ့နနတ်ကျွေးတာနနတ်ကျွေးပါများမှာချင်တာမာရှင်နာကတော့ဖြစ်နေရင်တော့ခုနပြောတာပေါ့နော်ကိုယ့်ရဲ့ကလေးတွေကဟိုခုနပြောတယ်လို့တေချာနိုင်ငံတော်အနေနဲ့ပေါ့နော်ခုနပြောတယ်လို့ဆရာမတွေကို3နှစ်လောက်ထားပြီးရင်တော့အဲ့ဒါတော့ကျွန်တော်နိုင်ငံတော်ကိုလည်းတောင်းဆိုခြင်းနဲ့ကိုယ့်ရဲ့ဒီဘက်ကမိဘဒီတာသမီကိုတာသမီတွေလည်းပညာရေးမှာတူတက်လာအောင်ပေါ့နော်အဲ့ဒါဆရာမနဲ့ကျောင်းသားကအဆင်ပြေခါနေပြီဒီဆရာအပြောင်းပြီးအဲ့လိုမျိုးဖြစ်တဲ့ခါကျတော့အဆင်မပြေလို့အဲ့ဒါလေးတော့ဟိုနိုင်ငံတော်တမဒကြီးဖြစ်ပညာရေးဝန်ကြီးပဲဖြစ်ပေါ့နော်တည်ပြီးမှအဲ့ဒါကိုလှုပ်ပေးရင်တော့ဒီတိုင်းရင်တဒီတဒီအနည်းနဲ့များတူတက်လာဖို့တော့မြင်တယ်အချိခံမှလည်းပဲဒီတိုင်းနေအခုအထက်တန်းပြဆရာလူတယ်ဆိုပြီးအခုပြည်နေရခေါ်တယ်နော်ဒီစကိုင်းတိုင်းတော့ဘာတော့ကသူတို့အထက်တန်းပြဆရာလာယူမယ်တနည်းပြီးရင်သူတို့ပြောင်းသွားမှာလေအဲ့ဒါမျိုးတော့မဖြစ်စေချင်ဘူးအနည်းဆုံးဒီတမှာ3နှစ်လောက်လုံးမှာနောက်ပြီးတော့ကျွန်တော်ဖြစ်စေချင်တာဒီဝိဇာတိတ်ပံကောလိပ်ဒီထက်ဒီတမှာကျွန်တော်တို့စီမှာအခုပညာရေးကောလိပ်ဆိုရင်လူ90ပဲလက်ခံနိုင်တယ်နော်တကယ်ကျွန်တော်တို့လိုအပ်တာကကျောင်းဆရာဒီကျောင်းဆရာကိုများဥပမာတစ်နှစ်ကို300လောက်ဒါမှမဟုတ်150လောက်ဆိုရင်ကျွန်တော်တို့အခု900ကျော်လား9000ကျော်လားလို့တာခုနပြောတာချိန်ခံမှာအဲ့ဒီ9000ကျော်ကိုဖြည့်ဆည်းပေးနိုင်အောင်အဲ့ဒီကနေများကျွန်တော်တို့ဒီတာခန့်နေအမှတ်နဲ့350ဆိုပြီးမကန့်တတ်နဲ့နော်ဒီမှာလာခြင်းတဲ့လူတွေအဲ့ဒီဦးကြီးကိုရအောင်လို့တင်ပေးရင်ရတာပါပဲနော်အဲ့လာကြောင့်ဒီဆရာမလိုအပ်တဲ့ဥစ္စာအမြန်ဆုံးဖြည့်ဆည်းပေးနိုင်အောင်ဒီပညာရေးကောလိပ်မှာလည်းများတင်ပေးနိုင်အောင်ပညာရေးကောလိပ်ဒါနော်ကျွန်တော်ဝိဇာတိတ်ပံကတော့အာမခံချက်လည်းမရှိဘူးနော်ဒီမှာဆင်းတဲ့လူတွေကိုအခုကျောင်းဆရာမအလုပ်ချင်လဲပိုက်ဆံဘယ်လောက်ပေးရပါညာနော်အဲ့ဒါမျိုးတွေဖြစ်တော့အဆင်မပြေဘူးလေအလုပ်တစ်ခုရဖို့ကလည်းအာမခံချက်မရှိဘူးပညာရေးကောလိပ်ဆိုရင်ကျောင်းဆရာမဆိုတော့တိတ်ချသွားပြီလေအဲ့ဒါကိုပြည်နယ်မှာရှိတဲ့စေတန်းအောင်တဲ့ကလေးတွေကိုအများကြီးမွေးထုတ်ပေးရင်တော့
ကျွန်တော်တို့ဒီတာကပညာရေးမှာဆရာမလုံလောက်နဲ့သင်ပေးနိုင်တယ်ဆိုရင်အနည်းနဲ့များတူတက်လာအဲ့ဒါတော့ကျွန်တော်အမြင်ပေါ့နော်ဟုတ်ပါပြီ ကျေးဇူးတင် ကဲကျေးဇူးတင်ပါတယ်နော်အဲ့ဒါ